တခါတော့ကရွာငယ်လေးတယောက်မှာအလုံးအလုံးကြိုးစားတဲ့လက်သမားကြီးတယောက်ရှိပါတယ်။သူအားနေတိုင်းမနဲ့စောစောအိယာထပြီးတောက်ရည်ခတ်ဖို့အတွက်ဝေးလံလှတဲ့ယူရင်းကြီးစီကိုခီးဝဲကြီးလမ်းလျှောက်သွားရတဲ့ရှိပါတယ်။သူအားမြေအိုးနှလုံးကိုတစ်သားတစ်ပိုးနဲ့တစ်ဖက်ချက်မှချီနှောက်ပြီးပကုံးပေါ်ထန်းကရေခတ်တာပါ။အဲဒီအိုးနှလုံးထဲမှာတလုံးကတော့ဘာအဖြစ်အနာစားမှမရှိပဲပြည့်စုံလုံးပါတယ်။နောက်တဲ့အိုးတစ်လုံးကတော့ဘေးဘက်မှာအကြောင်းလေးတစ်ခုရှိနေပါတယ်။အဲ့ဒီအကြောင်းကြောင့်ပဲလက်သမားကြီးအိမ်ပြန်ရောက်တဲ့အခါတိုင်းအိုးတွေကရေတဝက်ဟာလမ်းမှာတင်ရိုးစိတ်ထွက်သွားခဲ့ရပါတယ်။ပြေဆုံးတဲ့အိုးကြီးကတော့သူ့ကိုယ်သူအရန်ခုံယူပြီးအကြောင်းပါတဲ့အိုးလေးကိုနေတိုင်းလှောင်ပြောင်တတ်ပါတယ်။ဒီလိုနဲ့တနေ့မနက်မှာတော့ပြေဆုံးတဲ့အိုးကြီးကအိုးခွဲလေးကိုကြည့်ပြီးညင်သာစွာနဲ့မင်းကိုကြည့်ရတာကွာတကယ့်ကိုအတုံးမကျတာပဲအိမ်ပြန်မရောက်ခင်မှာနေမင်းစီကရေတွေကအမြဲတမ်းတဝက်လောက်ကုန်းနေတာလို့ပြောလိုက်ပါတယ်။ဒီတော့အိုးခွဲလေးကလည်းဘာမှပြန်မပြောပဲဝမ်းနေမှုကိုအောင်အင်းပြီးတိတ်တိတ်ကလေးပဲနေခဲ့ပါတယ်။နေစဉ်နဲ့မျှဒီလိုပဲဖြစ်ပြနေခဲ့ပြီးအိုးကြီးကလှောင်လိုက်အိုးခွဲလေးကတိတ်တိတ်ကလေးခံစားလိုက်နေပေါ့။ဖြည်းဖြည်းချင်းပဲအိုးခွဲလေးဟာသူ့ကိုယ်သူတန်ဖိုးမရှိဘူးလို့ခံစားလိုက်ရပါတယ်။ဒီလိုနဲ့တနေ့မှာတော့သူဟာစိတ်ကိုမထိန်နိုင်တော့ပဲပါးပြင်ပေါ်မျက်ရည်တွေစီးကျလာရင်လက်သမားကြီးကိုတူတူလေးကပြောလိုက်ပါတယ်။ကျွန်တော်ကိုခွင့်လို့ပါအဖိုးရကျွန်တော်တောင်းပန်ပါတယ်တဲ့။လက်သမားကြီးကသူ့ကိုကျင်နာစွာနဲ့ကြည့်ပြီးဘာလို့ငိုနေရလဲတငယ်ချင်းလေးရဲ့လို့အေးဆေးမေးပါတယ်။အိုးခွဲလေးကတုံရီနေတဲ့အတန်နဲ့ကျွန်တော်ကကျိုးပဲ့နေတဲ့အိုးတလုံးဖြစ်နေလို့ပါ။ကျွန်တော်မှအပေါက်ရှိနေတော့နေတိုင်းရေတဝက်လမ်းမှာပဲဆုံးရှုံးနေရတယ်။ကျွန်တော်ကြောင့်အဖိုးရဲ့ပင်မတဲ့လုပ်တွေကအလန်းအသက်ဖြစ်နေရတယ်။အဖိုးကကျွန်တော်ကိုတခါမှမစူပေမဲ့ကျွန်တော်ကတော့ကိုအရန်ရှက်ပြီးအားနာနေမိတယ်လို့ပြောလိုက်ပါတယ်။လယ်သမားကြီးကကျင်နာစွာပြုံးပြီးအော်ဒါမင်းကိုဝမ်းနေစေရလားမပူပါနဲ့ကွာမနေ့ပြန်ကြရင်ငါမင်းကိုတခုခုပြမယ်အဲ့ဒါကိုမင်းမြင်ပြီးရင်တော့မင်းကိုအသုံးမကျဘူးလို့ဘယ်တော့မှထပ်မခံစားရစီတော့ဘူးလို့ပြောလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့လယ်သမားကြီးဟာထုံးစံအတိုင်းဦးနှလုံးကိုတည်ပြီးရေရင်းကနေရေခတ်ခဲ့ပါတယ်။အပြန်လမ်းမှာတော့သူကဒီနေ့လမ်းဘေးတစ်ချက်ကိုတေချာလေးကြည့်လာခဲ့နော်လို့အိုးလေးကိုပြောလိုက်ပါတယ်။ဒီတော့အိုးခွဲလေးဟာငုံကြည့်လိုက်တဲ့အခါအံ့ဩသွားခဲ့ပါတယ်။လမ်းရဲ့သူ့ဘက်အချမ်းမှာလှပတဲ့ပန်းလေးတွေကလမ်းတစ်လျှောက်လုံးပွင့်နေတာကိုတွေ့တယ်ရလို့ပါ။အနီအဝါပန်းရောင်ပန်းလေးတွေဟာမနက်ခင်းနေညင်းထဲမှာရင်းရွယ်နေကြပါတယ်။အိုးခွဲလေးဟာရပ်ပေါင်းများစွာအတွင်းမှာပထမဦးဆုံးချင်းဝမ်းနဲ့မှုတွေကိုမေ့သွားပြီးအဲ့ဒီအလှတရားတွေကိုငေးကြည့်ရင်လည်းပျော်ရွှင်သွားပါတယ်။ဒါပေမဲ့အိမ်ပြောင်းတဲ့အခါရေတဝက်ထက်ကုန်သွားပြန်ပြီးဆိုတာသတိထားမိတော့တယ်စိတ်မကောင်းပြန်ဖြစ်သွားပါတယ်။သူကကျွန်တော်ဒီပန်းတွေကိုမြင်ရပေမဲ့လည်းကျွန်တော်ကတော့အဖိုးအတွက်ရေတအိုးအပြည့်မသေးပေးနိုင်သေးတော့အလုံးမကြေပွန်တို့လိုမျိုးခံစားရတော့မယ်လို့ပြောပါတယ်။ဒီတော့လေသမားကြီးကအိုးလေးကိုအောက်ချလိုက်ပြီးမဟုတ်ဘူးတငယ်ချင်းလေးမင်းနားမလည်သေးဘူးပဲလမ်းဘေးကပန်းလေးတွေဟာမင်းရှိတဲ့ဘက်မှာပဲပွင့်နေပြီးဟိုဘက်ကအိုးကြီးရဲ့ဘက်မှာဘာပန်းမှမရှိတာကိုမင်းသတိမထားမိဘူးလားလို့မေးလိုက်ပါတယ်။ဒီတော့အိုးခွဲလေးကအံ့ဩတကြီးနဲ့ဟာဟုတ်သားပဲဘာလို့ကျွန်တော်ဘက်မှာပဲပွင့်နေတာလဲဟင်းလို့ပြန်မေးပါတယ်။လေသမားကြီးရဲ့အပြုံးကပူပြီးကျေပြန့်သွားပြီးဘာလို့လဲဆိုတော့မင်းမှာအကြောင်းရှိတာကိုငါအစကတည်းကသိနေခဲ့လို့ပဲဒါကြောင့်လွန်ခဲ့တဲ့လာပေါင်းများစွာကတည်းကမင်းရှိတဲ့ဘက်ကလမ်းဘေးရှော့မှာပန်းမျိုးစစ်လေးတွေငါကျဲခဲ့တာနေတိုင်းငါတို့အိမ်ပြန်လမ်းမှာမင်းကိုယ်တိုင်တော့မသိဘဲနဲ့မင်းစီကရိုးကြတဲ့ရေတွေနဲ့အဲ့မျိုးစစ်လေးတွေကိုရေတောင်းပေးခဲ့တာလေအခုဆိုရင်လမ်းတစ်ခုလုံးမင်းကြောင့်နဲ့လှပတဲ့ပန်းတွေနဲ့ဝေးစားနေပြီပေါ့လို့ရှင်းပြလိုက်ပါတယ်ဒီခါမှာတော့အိုးခွဲလေးရဲ့ဝမ်းနဲ့မျက်ရည်တွေဟာဝမ်းသာမျက်ရည်တွေဖြစ်နေပြောင်းလဲသွားပါတယ်သူဟာပထမဦးဆုံးအချိန်ဖြစ်ကိုထူးခြားတဲ့သူတယောက်လို့ခံစားလိုက်ရပါတယ်လက်သမားကြီးကအိုးလေးကိုမေတ္တာပြည့်နေကြည့်ပြီးတွေ့လားမင်းရဲ့အားနည်းချက်ကြောင့်အတုံးမကျဘူးလို့ထင်ခဲ့ပေမဲ့တကယ်တော့မင်းရဲ့အားနည်းချက်ကပဲလူတိုင်းအတွက်အလားတရားနဲ့ပျော်ရွှင်မှုကိုယူဆောင်ပေးခဲ့တာပါမင်းဟာဘဒုထမနှိမ့်ကြမနေပါဘူးမင်းရဲ့ကိုယ်ပိုင်ပုံစံလေးနဲ့မင်းဟာပြည့်စုံနေပြီးသားပါလို့ပြောလိုက်ပါတယ်
ပရိသတ်ကြီးတို့ရေဒီကဘာပေါ်မှာဘယ်သူမှအပြည့်အဝမပြည့်စုံကြပါဘူးကျွန်တော်တို့အားလုံးမှာအနာအစာတွေအကြောင်းတွေကိုစီရှိကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအမြင်လေးပြောင်းကြည့်လိုက်မယ်ဆိုရင်တော့အားနည်းချက်လို့ထင်ရတဲ့အရာတွေကအာသာချက်တွေဖြစ်လာနိုင်ပါတယ်အိုးခွဲလေးလိုပဲတင်းရဲ့ချွေရင်ချက်တွေကလည်းတနေ့မှာတော့လှပတဲ့အရာတစ်ခုခုကိုဖန်တီးပေးနိုင်ပါလိမ့်မယ်ဗီဒီယိုလေးကိုဒီထက်အောင်နားဆင်ပြသဖြစ်တဲ့အတွက်အတွေ့တစ်ခုခုတော့ရသွားလိမ့်မယ်လို့ထင်ပါတယ်ပရိသတ်ကြီးတို့ရဲ့ထင်မြင်ယူဆချက်ကလေးကိုလည်းကွန်မန့်လေးထဲမှာမှန်သွားပေးခဲ့ကြပါဦးဗျာအော်ဒါနဲ့စကားမစမ်းအပန်းမကြည့်ဘူးဆိုရင်ပရိသတ်ကြီးတို့ရဲ့ဘယ်နေရာပေသီသားကနေအားပေးနေတယ်ဆိုတာလေးကိုလည်းကွန်မန့်လေးထဲမှာမှန်သွားပေးခဲ့ကြပါဦးဗျာဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းတွေတို့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်ကျွန်တော်ကတော့တင်ဆက်သူ PK ပါ